ကျွန်တော်ပြောတယ်မလားအာဆနယ်ရဲ့အိမ်ကွင်းကိုဖြိုးမှဆိုတော့ကျွန်တော်ပြောပြီးသားလေ3-9မဲ့ဆိုတော့ကျွန်တော်ပြောပြီးသားကွာဖလာရမယ်အခွင့်အရေးရှိသေးတယ်ချန်ပီယံလိဂ်တော့ကျွန်တော်တို့ဝင်ပြီးပြီကျွန်တော်တို့တက်ကောင်းတဲ့အသင်းမရှိတော့ဘူးအားလုံးပဲမင်္ဂလာပါ Red King အရှင်မအားလုံးကိုကြိုဆိုပါရစေအတန်တွေဝင်နေတယ်အမအော်လို့အတန်တွေဝင်နေတယ် Michael Carrick ရဲ့လက်ရာတွေ Michael Carrick ရဲ့ techniques တွေကFerguson ရဲ့တွေးပါတယ်ကျွန်တော်ပြောတယ်လေဒီ Arsenal အိမ်ကူးမှာလုံးဝရှုံးပွဲမရှိသေးတယ် Arsenal ဆရာတပည့်နှစ်ယောက်ကို Carrick ကဆော်လိုက်တာပေါ့ရိုးလေးပဲသူကဘောလုံးကိုမကြိုက်ဘူးနေရာလက်တွေကိုပဲရှာတယ်ကျွန်တော်ပြောအခု Manchester United ကဘောလုံးကိုသူတိတ်မကင်ဘူးဘောလုံးမကင်ဘူးသူတို့ကိုပေးကင်တယ်အခွင့်ရပြီဆိုရင်ဆွဲတော့တာပဲဆိုတော့ဒီပွဲက Michael Carrick ရဲ့တကယ့်ကိုအော်ဖွဲ့ကောင်းတဲ့ခေါ်ပွဲလို့ဆိုရမှာပဲအခု Manchester အခု top 4ရောက်ပြီဘလို့ပဲဖြစ်ကျွန်တော်တို့က top 4ရောက်နေပြီအဆင့်4မှာကျွန်တော်ရက်တည်နေပြီ Liverpool ကိုကြော်တယ် Chelsea ကိုကြော်တယ်ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်တို့ကိုချန်ပေးတယ်ဒါပေမဲ့သူတို့မယူဘူးကျွန်တော်တို့ Man City ကိုနိုင်ပေးတယ်ဒါပေမဲ့သူတို့ကကောင်းနဲ့အသုံးမချနိုင်လို့သူတို့ကတည်ရကစားတယ်ဗျာမရှုံးဘူးဒီတစ်ခါတော့ကျွန်တော်တို့လည်း point လိုတယ်ကွာကျွန်တော်တို့ရှုံးလို့မရအောင်အဲ့ကြောင့်ကျွန်တော်တို့က Arsenal ကိုဖြုတ်လိုက်တာပေါ့နော်ဆိုတော့ဒီနှစ်မှာကျွန်တော်တို့က Michael Carrick ရဲ့နှစ်ပွဲကင်ထားတဲ့နေရာမှာကျွန်တော်6မှတ်ရတယ်ကွာ6ပွဲမဟုတ်ဘူး6မှတ်ရတယ်ဆိုတော့ကျွန်တော်ပွဲရဲ့အခြေအနေကိုကျွန်တော်တစ်ချက်လောက်ပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့ပထမပိုင်းမိနစ်20လောက်ထိတော့ Arsenal ကဘောလုံးတွေကင်တယ် high pressing တွေလုပ်တယ်ဒါပေမဲ့ Manchester United ကဘောလုံးတိတ်မရဘူးဒါပေမဲ့သူကြည့်တယ်ဘောလုံးထိန်းတယ်နောက်သားနဲ့ထိန်းတယ်ဒါပေမဲ့ Arsenal ကဂိုးရတာပေါ့နော်အဲ့ဒီကိုကလည်းကျွန်တော်တို့နောက်သား Martinez ကသူ on goal ကိုပေးသွားတာပေါ့ဒါကသူတို့ Arsenal ကောင်းလို့မဟုတ်ဘူးဗျကျွန်တော်တို့ကနောက်သားနည်းနည်းအမှားနည်းနည်းလေးလုပ်သွားလို့အဲ့ဒါကိုပေးသွားတာဒါကိုပေးတာတိတ်မကြဘူးဗျာကျွန်တော်တို့ကကိုပြန်ထက်လိုက်တယ်တကယ်ကိုလှပပြီးတော့ဒီအမ်ဘိုမိုပေါ့နော်ဘုံမိုကကျွန်တော်တို့ကိုထက်လှပလေးတွန်းသွားတယ်အဲ့တော့တကူပေါ့တရေပထမပိုင်းမှာဆိုတော့တကူပြီးဒုတိယပိုင်းပြန်ရောက်လာခါကျကျွန်တော်တို့ကဒုတိယပိုင်းပြန်ရောက်လာတဲ့ချိန်မှာကျွန်တော်တို့ Manchester United ကဘောလုံးပွဲဒုတိယပိုင်းစတာနဲ့ကျွန်တော်တို့က pressure လုပ်တယ်အများကြီးတော့မဟုတ်ဂိုးရဖို့ချန်တွေရလည်းရှိတယ်ဒါပေမဲ့ဂိုးဖြစ်မဖန်တင်းနိုင်ကြဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကသူရဲ့တကယ်အန်ဒရများတဲ့ zone တွေကိုကျွန်တော်တို့ကပေးပို့ခဲ့တယ်ပြီးတော့တိတ်မကြဘူးဗျာကျွန်တော်တို့နောက်တန်းတကယ်အခုနောက်ပိုင်း4-5ပွဲလောက်ခြေစွမ်းပြနေတယ်ကျွန်တော်ဒုကိုပေါ့နော်သူကန်လိုက်တဲ့အချက်ကတော့မလဲဘူးကန်ပြီးတော့ဂိုးပါကိုထည့်ပြီးတော့ဂိုးထဲပြန်ဝင်တယ်ဂိုးထဲဝင်ပြီးတော့အကိုးသွားတာပေါ့နော်သူလှပကိုဒီ penalty စီအောက်ပြင်ဖက်ကနေထည့်လိုက်တာတကယ်ကိုကြည့်လို့ကောင်းတယ်ကွာဒီပွဲဒုတိယပိုင်းမှာဆိုပွဲပိုကောင်းလာတယ်ဆိုတော့အဲ့ဒီကျွန်တော်2-1နဲ့နိုင်လာတယ်2-1နဲ့နိုင်လာတော့ကျွန်တော်တို့ကဘောလုံးတွေကိုလို့ကျွန်တော်တို့ကကစားတယ်ပြီးတော့ Arsenal ကဘောလုံးကင်တယ် possession အရဆိုရင်သူတို့က80လောက်ရှိတယ်ကျွန်တော်တို့က30လောက်ပဲရှိတယ်ဆိုတော့ကျွန်တော်တို့ကဘောလုံးကိုမယူဘူးပေါ့ကျွန်တော်တို့အမှတ်ယူတယ်ဗျ3မှတ်ကျွန်တော်ယူတယ်ဘောလုံးကိုတော့သူတို့ကိုပေးထားလိုက်တယ်ကျွန်တော်ပွဲကြိုသုံးသပ်မှလည်းကျွန်တော်ပြောထားတယ်ဘောလုံးသူတို့ကဘောလုံးကင်လို့ရှိရင်ကျွန်တော်တို့နိုင်မယ်လို့ကျွန်တော်ပြောထားပြီးပြီကျွန်တော်ပြောတဲ့အတိုင်းပဲသူတို့ဘောလုံးပေးကင်တယ်ကျွန်တော်တို့ကအခွင့်ရရင်ဒါပဲဆိုတော့သူတို့ရဲ့ဘောလုံးပေးကင်မှုကိုကျွန်တော်အသုံးချပြီးတော့ဒီကျွန်တော်ဒုကိုပြန်ထည့်လိုက်တယ်ထည့်လိုက်တော့တိတ်မကြဘူးဗျာကျွန်တော်တို့ကဒုကိုဒဏ်ရာတော့အကျော်နဲ့တက်သွားတယ်ကျွန်တော်အကျော်တက်ပြီးတော့သူကလူစားလဲလိုက်တယ်ကျွန်တော်တင်လူစားလဲတာကိုကျွန်တော်အမှကျွန်တော်ပြောလို့မဆုံးသေးဘူးဗျတိုက်စစ်မှု chess ကိုလာဝင်လာတာပေါ့နော်လိုချင်တာကဒီ7 minute လောက်လိုတဲ့ချိန်မှာဒီလိုမျိုးတိုက်စစ်မှုတွေထည့်ဖို့မဟုတ်တော့ဘူးဗျအဲ့မှာတစ်ချက်လောက်နည်းနည်းမှားတယ်ဗျMichael Carrick ကဆိုတော့သူဝင်လာတဲ့နဲ့တိတ်မကြဘူးဗျာကိုသွားတယ်သူဒူကူထွက်သွားတဲ့နောက်ပိုင်းမှာပေါ့နော်ဆိုတော့နောက်တန်းကနည်းနည်းလေးအားနေသွားလို့သူထည့်သွားတာလေအဲကြောင့်တကိုသွားငကိုဆိုတော့ဘွဲရတော့တိတ်တော့ပြီးပွဲရတော့ပို့ပြီးတော့ကြမ်းလာတယ်ပွဲရပို့ပြီးတော့ကြည့်လို့ကောင်းလာတယ်ဆိုတော့အစားခွင့်ရဝင်လာတယ်ခွင့်ရဘောလုံးကိုတကယ်သူကဘောလုံးကိုကင်ထားတယ်ဘောလုံးကိုဆွဲပြေးတယ်ဘောလုံးကင်တယ်
လူတွေကိုဆွဲခေါ်တဲ့အဲ့လိုမျိုးကစားသမားပေါ့နော်ဆိုတော့ဒီဘောလုံးကိုင်ရင်ဆွဲရင်ပြေးနေနေရာလေးရပြီဆိုရင်တော့ကောင်းဖြတ်လာပါလေးကိုဒေါက်လေးကိုသူထည့်သွားအဲ့ဆိုတော့ပွဲပြီးပြီအာဆင်ပရိသတ်တွေအမှဘာတက်လို့ဘာမှလွတ်လို့မရတော့ဘူးအမှတကယ်လှပတယ်ကိုပြီးတော့အဲ့ဒီပွဲကကျွန်တော်တို့ကအာဆင်နယ်ရဲ့အင်ဂွန်းကိုကျွန်တော်တို့အကုန်လုံးဖြုတ်ပလိုက်တယ်အာဆင်နယ်ရဲ့အစံချိန်တွေကိုကျွန်တော်တို့အမြဲတမ်းမန်ချက်စတာယူနိုက်တက်ကဖျက်ဆီးပလိုက်တာပဲအဲ့ဒါကမန်ချက်စတာယူနိုက်တက်ပဲအချိန်ပွဲကကြီးပြီပွဲကောင်းကြီးပြီပွဲကြီးတစ်ပွဲရောက်ပြီဆိုရင်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကတော့ဘယ်သူမှရှင်လို့မရဘူးဆရာတပည့်ဘာမှလုပ်လို့မရတော့ဘူးဒီဖက်ခွာယူလာရဲ့တပည့်ကအထိတ်ထားအရင်တော့သူကစားမန်စီးတီးမှာလည်းကစားတယ်ပြီးတော့သူ့ရဲ့ assistant manager ဖြစ်သူလုပ်တယ်ဆိုတော့နောက်ပိုင်းသူကနေပြဖြစ်အာဆင်နယ်မှာသူနေပြလာအဲ့သူတို့တားဖာနှစ်ယောက်ပါဆော်လိုက်တာပေါ့နော်တို့တာဖာကူဆန်တားဖာနှစ်ယောက်ကဒီကောင်ဖက်ပြောလာတာဖာနှစ်ယောက်ဆော်လိုက်တယ်အဲ့ဆိုပွဲပြီးပြီဘာမှလုပ်လို့မရဘူးဒါရိုးဖလားပေါ့နော်ထားလိုက်ပါကွာဒီက Premier League ထားလိုက်ပါတော့ဒီဟာက Premier League ထားလိုက်ပါဒီဟာကျွန်တော်တို့ Manchester United ကဒီနှစ် Premier League ကိုယူနိုင်မဲ့အခွင့်အရေးအများကြီးရှိသေးတယ်ဒါမျိုးဒီဟာက Premier League လို့ပဲထားလိုက် EPL ဒါမဲ့ဒီဟာတော့ရိုးပဲဖလားဒီလိုမျိုးဖလားယူနိုင်မဲ့အခွင့်အရေးရှိသေးတယ် Champion League မပြောနဲ့ Champion League ဆိုတေးချပြီဒီဖလားယူနိုင်ဖို့ Arsenal နဲ့အခု12မှတ်ကွာတယ်ကွာ12မှတ်ထားလိုက်12မှတ်က3-6-9 12 4ပွဲရှုံးပြီဆိုရင်4ပွဲမရှုံးနဲ့2ပွဲရှုံး3ပွဲတည်ဆိုရင်ရပြီအဲ့လိုဆိုကျွန်တော်တို့ကအဆင့်ပြန်မြင်လို့ရပြီဆိုတော့မန်ချက်စတာပရိသတ်တွေမန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးဘာမှစိတ်ပူနေစရာအကြောင်းမရှိဘူးဖလားရမယ်အခွင့်အရေးရှိသေးတယ်ချန်ပီယံလိဂ်တော့ကျွန်တော်တို့ဝင်ပြီးပြီကျွန်တော်တို့တက်ကောင်းတဲ့အသင်းမရှိတော့ဘူးဆိုတော့မန်ချက်စတာယူနိုက်တက်က the best Manchester United က the best ဆိုတော့ပြန်လာပြီเนาะပြန်လာပြီ Manchester United ပရိသတ်မှန်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးချင်းအပိကူညီပေးပါပြီးတော့ဒီ comment လေးကိုလည်းကျွန်တော်တို့ချန်ထားပေးပါအားလုံးကိုကျေးဇူးအများကြီးတင်တယ်